ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ထိုင်းနိုင်ငံမှာဗီဇာမျိုးမျိုးနဲ့အလုပ်လုပ်နေကြတဲ့ပညာသင်နေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်အရေးကြီးဆုံးနဲ့မေးလို့မရသောအချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ရက်ပေါင်း90ပြည်တိုင်းမှာကိုနေထိုင်တဲ့လိပ်စာကိုလဝက immigration စီမှာတင်ပို့ရတဲ့90 days report ပါပဲတော်တော်များများကအလုပ်အားလက်ချိန်မရှိလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်တိုင်ရမှာကိုကြောက်နေလို့ပဲဖြစ်ဖြစ်ပွဲစားတွေနဲ့ငွေကုန်ကြေးကြခံပြီးတော့ဒါဧည့်စင်းတိုင်တွေရှိပါတယ်တကယ်တော့ဒါဟာကိုယ့်ရဲ့ဖုန်းထဲကနေ9မိနစ်လောက်အချိန်ပေးရုံနဲ့အလကားတိုင်လို့ရတဲ့အရာမျိုးပါအကယ်၍မိသွားလို့ရက်ကျော်သွားခဲ့ရင်ဒဏ်ငွေကဘတ်2000ကနေ9000ဘတ်အထိပေးဆောင်ရနိုင်တာမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကိုယ်တိုင်တက်အောင်လေ့လာထားဖို့အကြံပြုပေးချင်ပါတယ်နဲ့ဘယ်သူတွေတိုင်းဖို့လိုအပ်တယ်လဲဒါကိုလည်းအမြဲမေးလေးရှိကြပါတယ်ထိုင်းနိုင်ငံထဲမှာရက်ပေါင်း90စက်တိုက်နေထိုင်သူတိုင်းကတိုင်ရပါမယ်စီအိုင်ကိုင်ထားတဲ့အလုပ်သမားတွေ MOU စနစ်နဲ့လာရတဲ့သူတွေကျောင်းသားဗီဇာ ED ဗီဇာဒါမှမဟုတ် NAN-B ဗီဇာသမားတွေအားလုံးပါဝင်ပါတယ်အရေးကြီးတဲ့အချက်တစ်ခုကတော့သင်ဟာထိုင်းနိုင်ငံထဲကနေခဏတာဖြစ်ဖြစ်ပြည်ပကိုထွက်လိုက်ပြီးတော့ re-entry နဲ့ပြန်ဝင်လာရဆိုရင်အဲ့ဒီပြန်ဝင်လာတဲ့နေ့ကစပြီးတော့ရက်90ကိုအသစ်ပြန်ရေးတွက်ရတာဖြစ်တဲ့အတွက်အရင်ကတိုင်စရာရှိတဲ့ရက်ချိန်ဟာအလိုလျောက်ပြည့်ပြည့်သွားမှာဖြစ်ပါတယ်။၃ online ကနေတိုင်လို့ရတဲ့အချိန်ကလာ the rules online ကနေတိုင်တဲ့အခါမှာသတ်မှတ်ချက်ကလူကိုယ်တိုင်သွားတာထက်ပိုပြီးတော့စီကံကြည့်ပါတယ်။အစောဆုံးတိုင်နိုင်တဲ့ရက်ကတော့ရက်90မပြည့်ခင်15ရက်အလိုကလေးကစပြီးတော့တိုင်လို့ရပါပြီ။နောက်ဆုံးထားပြီးတော့တိုင်ရမယ့်ရက်ကတော့ရက်90ပြည့်ဖို့9ရက်အလိုမှာ online စနစ်ကပိတ်သွားမှာဖြစ်တဲ့အတွက်ရက်နေမှတိုင်ရင် error တွေတက်ပါတယ်။ဒါကြောင့်မို့လို့မေ့မသွားအောင်ရက်20လောက်အလိုကလေးကဖုန်းထဲမှာ reminder ပေးထားဖို့ကိုတိုက်တွန်းပေးချင်ပါတယ်။လေလိုအပ်တဲ့စာရွက်စာတမ်းတွေဖုန်းနဲ့မလျှောက်ခင်မှာအချက်လက်တွေဖြည့်ရမှာဖြစ်တဲ့အတွက်ဒီစာရွက်ကိုဘေးမှာအစင်သစ်ချတာပါ passport နိုင်ငံကူးလက်မှတ်မူရင်းရှိရပါမယ် visa စာမျက်နှာနောက်ဆုံးတက်တန်းတိုးထားတဲ့ visa တစ်စိမ့်တုံး arrival step ထိုင်းနိုင်ငံတွေကိုနောက်ဆုံးဝင်လာတော့ကလဝကရိုက်ပေးလိုက်တဲ့တစ်စိမ့်တုံးTM စစ်ထွက်ခွာကအခုနောက်ပိုင်းမှာလူဝင်မှုကြီးကြပ်ရေးကတချို့သူတွေကိုမထုတ်ပေးတော့ပေမဲ့တစ်စီမှာကအဖြူရောင်ကတ်လေးရှိနေသေးရင်တော့အဲ့ဒီနှစ်ဘက်ကိုဖြည့်ရမှာဖြစ်လို့စောင့်ထားပေးပါ90ရက်စာရွက်ဟောင်းအရင်ကတိုင်ဖူးထားရသူဆိုရင်တော့အဲ့ဒီစာရွက်မှာပါတဲ့အချက်လက်တွေကအထောက်အကူဖြစ်စေပါတယ်။ငါအစစ်စစ်ဖြည့်ဆွတ်နေ the process ကဲအခုလက်တွေ့လွတ်ဆောင်မှုကိုပြပြပေးပါမယ်။ register လုပ်ခြင်းပထမဦးဆုံး Google မှာ Thai Immigration 90 Days Online လို့ရှာပါ။တရားဝင် website ထဲရောက်ရင် apply for 90 day report ကိုနှိပ်ပါ။သင်ဟာအသက်ဆိုရင်တော့အရင်ဆုံး email နဲ့ register လုပ်ရပါမယ်။အချက်လက်ဖြည့်ခြင်း login ဝင်ပြီးတာနဲ့ကိုယ့်ရဲ့ passport number နာမည်လူမျိုးစတာတွေကိုဖြည့်ပါလိပ်စာဖြည့်ခြင်းဒီနေရာကအရေးကြီးဆုံးပါတင့်ရဲ့အိမ်နံပါတ်လမ်းခရိုင်ပြည်နယ်တွေကိုထိုင်းလို့ဖြည့်ရတာဖြစ်တဲ့အတွက်အဆောင်ကဒါမှမဟုတ်အင်္ဂလိပ်စာကိုအတိအကျသိထားဖို့လိုပါတယ်အင်္ဂလိပ်စလုံးပေါင်းမှားလို့မရပါဘူးစစ်ဆေးခြင်းအချက်လက်အားလုံးဖြည့်ပြီးရင်တော့နောက်ဆုံးတစ်ခေါက်ပြန်ပြီးတော့စစ်ဆေးပေးပါမှန်ပြီဆိုရင်တော့ submit ပေးပို့ခြင်းကိုနှိပ်လိုက်ပါဒီအစစ်မှာတည့်ရလျှောက်လာနံပါတ်ကို screenshot ရိုက်ထားဖို့မမေ့ပါနဲ့6 pending စောင့်ခြင်းနဲ့အောင်မြင်ခြင်း resultရှောက်ပြီးတာနဲ့ချက်ချင်းအောင်မြင်တာမဟုတ်သေးပါဘူး။ pending ဆိုပြီးတော့စောင့်ဆိုင်နေရပါမယ်။ပုံမှန်အဖြစ်တော့2ရက်ကနေ3ရက်လောက်ကြာတတ်ပါတယ်။အကယ်၍ approve ခွင့်ပြုချက်ကြလာရင်အဲ့ဒီ PDF file လေးကို download လုပ်ပြီးတော့ဖုန်းထဲမှာတင်ထားပါ။ဒါမှမဟုတ်တစ်ခါရေး print ထုတ်ပြီးတော့ passport ထဲမှာညှက်ထားလိုက်တာကအကောင်းဆုံးပါပဲ။အကယ်၍ rejected ပယ်ချခံရရင်စိတ်မပူပါနဲ့။တစ်ခါတလေတော့စနစ်ပိုင်းဆိုင်ရာကြောင့်ဖြစ်တတ်တယ်လို့လိပ်စာမှားလို့လည်းဖြစ်နိုင်ပါတယ်။အဲ့ခါမျိုးကြရင်တော့နီးစပ်ရာ immigration ရုံးကိုလူကိုယ်တိုင်သွားပြီးတော့တိုင်ရပါမယ်။90ရက်သတင်းပို့တာဟာတကယ်တော့မခက်ခဲပါဘူးဒါပေမဲ့မေ့သွားရင်တော့မလိုအပ်ဖ ೇನೆ ငွေကုန်ကြေးကျများနိုင်တာမို့လို့ဒီဗီဒီယိုလေးကတငယ်ချင်းတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာသိချင်တာရှိရင် comment မှာရေးခဲ့ပေးပါအားလုံးပဲထိုင်းနိုင်ငံမှာအဆင်ပြေပြေနဲ့နေထိုင်နိုင်ကြပါစေရှင်